တွေခုမှထပ်ပြပဲဖြစ်တယ်လက်စာပေးပါမယ်ဖြစ်ပါတယ်ခုချတဲ့ပိုင်းဟာခါတော့အဲ့ဒါဆိုစီလာနေရအစ်လဲလိုက်ပါပြခဏနေမနဲ့နေစေရှူတယ်နေရလေးပြရပြအဲ့ဒါလေးပြောဒီဆိုပြီးချီလေးဒီလေးလိုက်ပြီးွားရဖြစ်ပါထဲတော့မှာပေါ့နော်ထဲပြီးတော့လူရိုးတွေသူ့ပုံလေးလေးဆောင်ပြီးမယ်ပေါ့မင်းကတော့ဒီထဲက9ပုံနဲ့ဆောင်လိုက်မယ်ပေါ့နော်ထုတ်လာ9ပုံနဲ့ထုတ်လို့ပါပါဒီအဲ့ဒါပြထဲတော့ပြီးတော့လူကဒီလေးဆောင်ပြီးပါဖြစ်ပါပြီးတော့ရုပ်လေးကပ်ပေးပါမယ်ဖြစ်ပါတယ်ဝါလာရုပ်လေးပေါ့နော်ရုပ်လေးတော့ရုပ်လေးဆောင်ပေးပါမယ်နီကိုရုပ်ပေါ်မနီယာဝေဒိုင်းစက်ကြရုပ်လေးလာဘူးခဲ့တယ်ပေါ့နော်ဒါတာဒီလာဘူးနေမယ်ကဲလမ်းဝိုင်းထဲတော့ပြန်ထားတော့နော်如果说你的手这样的配料嘛，你我有点很多咯。为啥呢？然后你就叫我了吧？看他们喏，喏，你不是不买书这边的那家里来听了吗？你，这个。လက်ခဏလေးတွေထည့်ပါမယ်။ခဏလေးတွေထည့်ပါမယ်။ခါလေးဝတ်။လေးဝတ်နဲ့ထည့်ပါမယ်။ဒါဆိုတော့ပြီးတော့မင်းတို့လက်စာပေးတဲ့မင်းတို့လက်စာပလာဖို့ဆိုတာနာမည်လို့ရပါတယ်။ဒါဆိုတော့ဒါဆိုဘိုင်ပါပါ။ဟုတ်ပါရဲ့။ဟုတ်လား။ Breakfast လာဒီချင်းကပ်ရပါမယ်အေးလာဆိုဘိုင်ဘိုင်အောက်တဲ့ပြပြအောင်မယ်လို့ဆိုတော့စကူခလို့ရဆိုတော့ဘိုင်ဝီအဝဲပြရတဲ့စပိုင်ဒါဆိုဘိုင်